ငါဘာဖြစ်လို့တလို့ကြီးမွဲသွားတာလဲဟမ်မွဲလိုက်တယ်ဘဝတချမ်းမအောင်မရှိအောင်မွဲသွားတာဟမ်မယုံဘူးလားအေးဘောဘယ်ယုံမလဲထိုင်းနေတဲ့ထိုင်းကုန်းရဲ့နောက်ကတိုက်ရဲဆိုတော့ခင်ဗျားတို့မယုံကောင်းပြီအကုန်ပေါင်းထားပြီနောက်လာဆိုလမ်းဘေးရောက်တော့မှာတာသမီးတွေကလည်းမလိမ္မာကြိုးဘဝမိမလုံးတဲ့လူကလည်းပြည့်သွားမလေးမွဲလိုက်တဲ့ဘဝတော့ငါထက်မွဲတယ်ရှိကိုမရှိဘူးမလေးအထင်ကြီးလိုက်ကြတာဟမ်ပတ်ဝန်းကျင်ကြားမှာလည်းကြောက်ရသေးခန့်ခန့်ကြီးနဲ့ဆန်းဆန်းကြီးကိုငတ်နေတာမလေးသားသမီးတွေကတစ်ဖက်ကျုပ်ကဘာကိုလုံးလို့လောက်မှမသိပါဘူးဗျာနောက်လာဆိုရင်လမ်းဘေးရောက်တော့မှလမ်းဘေးကိုရောက်တော့အလူကန်နေလားဟုတ်ပါခင်ဗျာကြောက်ပါခင်ဗျာကြောက်ပါလူကန်ဖို့ခင်ဗျာဟုတ်ကဲ့ကြောက်ပါဗျာကုသိုလ်ရေးလက်မလေးတဲ့ပုဂ္ဂိုလ်ကြီးတွေဆိုတော့လေဟုတ်ပါရဲ့အားကိုပြီးဝင်လာခဲ့ရတာမျိုးဟုတ်ပါတယ်ကျွန်တော်လည်းမဟုတ်လေဗျာဒီအားတဲ့အချိန်ဆိုဒီအလူကန်လောက်မျောနေတာဟုတ်ပါကိုရတော့မှသာသနိကအစအုံတစ်ခုဖြစ်ဓမ္မယုံတိဆောက်ဖို့ဆိုတော့ဒီလူမျိုးလည်းပေါဝင်ရခဲ့တယ်လေလူကြီးမင်းတို့လိုပတ်စံလက်ရှိသရတရားလည်းပေါ်ကျော်ရတဲ့ပုံကိုယ်တွေနေနေဆိုတော့ဒီလူမလည်းထိုက်တဲ့နဲ့လူမဲလို့သဘောတော်ပါရတယ်ဝင်လာခဲ့ယုံကြည်ပြီးဝင်လာခဲ့တာပါခင်ဗျလူကမှာပေါ့အလူရတဲ့လက်နဲ့မကွာဟုတ်တယ်လူကမှာလေဟုတ်ကဲ့လူကြီးမင်းတို့ကလည်းအမြဲလူပဲဒါနအုပ်စုလို့မြေဝဲမြုပ်နေကြတယ်ဆိုတော့ဟုတ်ကဲ့ဒါနသည်ဒါနတဲ့ဟုတ်ကဲ့ဒါနသည်ဒါနဒါတပါဒေတေတိဒူဟုတ်လေပြောနေနောက်တော့ဘယ်ရရောက်ကုန်လဲမသိဘူးကျွန်တော်ရောင်းသွားတာဟုတ်ကဲ့ဒါနကန်းလေးတွေပေါ့ဒါနဆိုတဲ့အလှပေးခြင်းတက်ကဟိုးနိဗ္ဗာန်တိရောက်နိုင်တယ်လေဒါနစသီလလည်းဘာဝနာအဆုံးနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားရဲ့အခြေခံကဒါနပဲဟုတ်ပါတယ်ခင်ဗျာဟိုကျွန်တော်ခုလိုပြည့်စုံနေရတယ်ဆိုတော့လေကျွန်တော်ရှင်းဖို့ကလူတန်းငယ်လို့ဟုတ်တယ်မလားအဲ့တော့နောက်ဘဝအတွက်ကလည်းကျွန်တော်လှူအောင်ပါအလှငွေကဘယ်လောက်လောက်ပတ်မလဲလူမပါအခက်ခဲလေးတစ်ခုတော့ဖြစ်နေတာဗျာအားတော်နာတယ်ဗျာကျွန်တော်လုပ်ငန်းကြီးတွေကြီးလုပ်တာဟုတ်ကမ်ပဏီလုပ်ငန်းတွေလုပ်တာဆိုတော့လေအဲ့ဒါကြောင့်မမဆိုဒီလာကြတော့ကမ်ပဏီလုပ်ငန်းတွေကြီးလုပ်တာတည်ရည်လည်းဆင်းဟုတ်တယ်ငရုတ်တိပတ်လေးမဟုတ်ကျွန်တော်မလေးဟိုလိုပြောလိုက်တော့ငရုတ်တိပတ်ဆင်းသွားတယ်ဟုတ်ကဲ့ဒီလိုပါဗျာဟိုကျွန်တော်ကဒီကျွန်တော်ဖုန်းနဲ့ပဲပေါ့နော်ဒီငွေကြေးအဝင်ထွက်တွေကမ်ပဏီတွေနဲ့ကျွန်တော်လုပ်တာဆိုတော့ဟုတ်ကဲ့ခက်တာအခက်ခဲအဲ့တခုဖြစ်နေတာငွေကြေးကိုကပ်ပလီတွေနဲ့လုပ်ကျွန်တော်ကမ်ပဏီတွေနဲ့ပေါ့အမေကြီးတွေကျွန်တော်သဘောကျတယ်လေဟာပြောနေတာတော့ဗျာခင်ဗျာကမ်ပဏီကုမ္ပဏီပေါ့ဗျာကုမ္ပဏီလုပ်ငန်းခင်ဗျားယူရင်ကပ်ပလီနဲ့များလုပ်နေမလုပ်ပါ